မဒန်းဆိုင်လို့ပြောလို့ရရပေါ့နော်အဲ့ကောင်လေးထားတဲ့နေရာဒါတော့သူတို့ရဲ့နားဖြစ်တယ်ပေါ့နော်စုစုပေါင်းမိချောင်းအကောင်ကြီး900ကျော်တောင်ရှိတယ်ပေါ့နော်တော်တော်လေးတွေ့ရခဲ့တယ်ဒီတစ်ခေါက်ကတော့မှတစ်ချက်လောက် Oh my god oh ho ho ဒါတော့ဒါသူတို့ရဲ့ဥပေါက်တဲ့နေရာဖြစ်ပါတယ်What's up guys welcome back to the vlog ဆိုတော့ပေါ့နော်ကျွန်တော်အခုတော့ဒါရန်ကုန်ထဲမှာပဲရှိသေးတယ်ဒါမြန်မာထဲမှာပဲရှိသေးရပေါ့နော်လောလောဆယ်တော့ကျွန်တော်အခုနေရာတနေရာရောက်နေတယ်ကျွန်တော်ပုံမှန်ဆိုလို့ရှင်တော့ဒါမွေတွေအကြောင်းတင်ဆက်နေကြပါတော့ဒါပေမဲ့ဒီနေ့ကတော့ဒါ special တခုကျွန်တော်တင်ဆက်ပေးစရာရှိတယ်အနောက်မှာမြင်ရတဲ့အတိုင်းပဲပေါ့နော်မိချောင်းကန်ရောက်နေပါတယ်ကျွန်တော်လောလောဆယ်ဆိုလို့ရှင်ပေါ့နော်ဒီမိချောင်းကန်ကတော့ဒါတာဂီတာမှာတည်ရှိတယ်ပေါ့နော်ကျွန်တော်တို့အခုဆိုလို့ရှင်တော့ဒါ conservation center ဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံမှာဒီမိချောင်းထိန်းသိမ်းရေးစခန်းဒါတခုတည်းပဲရှိတာဖြစ်တယ်ဆိုတော့ဘာကောင်နေရှိမလဲဘယ်လိုမိချောင်းနေရှိမလဲပေါ့နော်ကျွန်တော်တို့တစ်ချက်လောက်သွားကြည့်လိုက်ကြရအောင် let's goဆိုတော့ကျွန်တော်တို့အခုဒီမှာအထဲတို့ရောက်လာပြီပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအကောင့်အကြီးတွေထားတဲ့နေရာရှိရအကြီးတွေထားဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်တို့ဒီမြေကန်နဲ့ကျွန်တော်တို့ဒီရိုးအင်္ဂလိပ်ကန်ဆိုပြီးနှစ်မျိုးလဲရှိတယ်လို့မျိုးဒီဘက်မှာဆိုလို့ရှိရင်လည်းဒါမိချောင်းသားဖောက်တဲ့စကန်ဒီဘက်ကိုကြည့်ရမယ်ဆိုလို့ရှိရင်အနောက်မှာဒါမိချောင်းသားပေါက်လေးထားတဲ့နေရာရှိရပေါ့နော်ဆိုတော့ကျွန်တော်တို့လောလောဆယ်အကြီးတွေကိုအရင်သွားကြည့်မယ်ပေါ့နော်ဆိုတော့ဒီယာဒီကမိတ်လိုက်ယာဒီလို့လည်းသိရတယ်ဆိုတော့ကျွန်တော်တို့ဘာကောင်နေဘယ်လိုမျိုးဒီကောင်နေမိတ်လိုက်လဲပေါ့နော်တစ်ချက်လောက်သွားကြည့်ကြမယ် okay let's goဒီမိချောင်းထိန်းသိမ်းရေးစခန်းမှာတော့မွေးကင်းစမိချောင်းပေါက်လေးတွေကိုထိန်းသိမ်းထားတဲ့ကန်အမှတ်1 3ပေကနေ4ပေအရွယ်မိချောင်းလေးတွေကိုထိန်းသိမ်းထားတဲ့ကန်အမှတ်3 5ပေကနေ6ပေအရွယ်မဒန်းဆိုင်မိချောင်းလေးတွေကိုထိန်းသိမ်းထားတဲ့တောက်ရီကန်9ပေကနေ10ပေအထက်အရွယ်ရောက်ပြီးသားမိချောင်းကြီးတွေကိုထားရှိတဲ့ကွန်ကရစ်ကန်နဲ့တဘာဝကန်တွေကိုကျွန်တော်တို့တွေ့ရမှာပဲဖြစ်ပါတယ်လက်ရှိမှာတော့မိချောင်းပေါက်လေးတွေကိုထိန်းသိမ်းထားတဲ့အမှတ်1နဲ့အမှတ်3ကန်တွေကပိတ်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့မိချောင်းကြီးတွေကိုပဲအဓိကထားပြီးတော့တွားကြည့်ကြရအောင်ပါကျွန်တော်တို့ဒီမှာမိချောင်းတွေထားတဲ့နေရာတော့ရောက်လာပြီဒါတော့အကြီးကောင်တွေထားတာပေါ့နော်ဒီစခန်းမှာဆိုလို့ရှိရင်တော့စုစုပေါင်းမိချောင်းအကောင်ကြီး900ကျော်တောင်ရှိတယ်ပေါ့နော်ဆိုတော့ဒီစခန်းကိုတော့ကျွန်တော်တို့ကမမွေးသေးဘူး1968 69အဲ့ပုံဝင်ကြီးကဒါစခဲ့တာဒီမှာရှိတဲ့မိချောင်းအမျိုးအစားကတော့ဒါ salt water crocodile လို့ခေါ်တဲ့ဒါရေငန်မိချောင်းပေါ့ဗျာဆိုတော့ဒီမျိုးစိတ်ကတော့ကျွန်တော်တို့ဒါကမ္ဘာအကြီးဆုံးတော်တော်ဖြစ်တယ်ကမ္ဘာအကြီးဆုံးမိချောင်းမဟုတ်ဘူးเนาะကမ္ဘာအကြီးဆုံးဒါတော်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့သူ့မှာဒီမွေတို့ပုတ်တင်တို့ဒီမိချောင်းတို့အဲ့ဒီအကုန်လုံးထဲမှာဒါအကြီးဆုံးအမျိုးအစားဖြစ်တယ်ပေါ့နော်ဒီရေငန်မိချောင်းနေရာဆိုလို့ရှိရင်တော့ဒါကမ္ဘာအကြီးဆုံးမိချောင်းမျိုးစိတ်တွေမဟုတ်ဘဲနဲ့ဒါကမ္ဘာအကြီးဆုံးတော်တော်မျိုးစိတ်လို့ပြောရင်လည်းမမှားပါဘူးဘာလို့လဲဆိုလို့ရှိရင်တော့ဒီတော်တော်မျိုးနွယ်ဝင်တွေဖြစ်ကြတဲ့ကျွန်တော်တို့မိချောင်းတွေမွေတွေကျွန်တော်တို့ဖွတ်တွေပုတ်တင်ညိုတွေဒီမျိုးစုတွေအကုန်လုံးထဲမှာဒီမိချောင်းမျိုးစိတ်ဟာဆိုလို့ရှိရင်တော့ဒါအကြီးဆုံးပဲဖြစ်ပါတယ်အရွယ်ရောက်ပြီးသားရေငန်မိချောင်းတစ်ကောင်ရဲ့အလျားဟာဆိုလို့ရှိရင်တော့16ပေကနေ23ပေအထိရှိတယ်လို့လည်းဒါလေးလာတွေ့ရှိမှုတွေအရသိရပြီးတော့သူတို့ရဲ့ကိုယ်လေးချိန်ဟာဆိုလို့ရှိရင်လည်းဒါပေါင်2000ကျော်အထိကိုလေးနိုင်တယ်လို့လည်းဒါသိရပါတယ်ဒီမျိုးစိတ်ကိုတော့ကျွန်တော်တို့အိန္ဒိယနိုင်ငံကစလို့အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံအပါအဝင်ကျွန်တော်တို့ဩစတြေးလျတိုက်အထိပါတွေ့ရှိရတဲ့ဒါမျိုးစိတ်လည်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီမိချောင်းထိန်းသိမ်းရေးစခန်းမှာဒီမိချောင်းတွေကိုဘာလို့ထိန်းသိမ်းထားတာလဲဘာအတွက်လဲဆိုတာကိုလည်းကျွန်တော်တို့တစ်ချက်လောက်သွားပြီးတော့လေ့လာလိုက်ကြရအောင်ဒီက9000ဒီက1000ပဲဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တန်လဲတန်တယ်ဗျာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အခုဖြစ်နေရတဲ့ကြုံနေရတာဗာလဲဆိုတော့ကျွန်တော်တို့လူလာနဲတာပေါ့နော်အဓိကကျွန်တော်ပြောပြချင်တာဒီကိုလာရိုက်ပေးတယ်ဆိုတာလဲပေါ့နော်ကျွန်တော်တို့ဒီမှာမိချောင်းထိန်းသိမ်းရေးစခန်းများတည်တာအဲ့လိုမျိုးကျွန်တော်ထိုင်းမှာဆိုလို့ရှိရင်ဗျာအဲ့လိုမိချောင်းကိုကျွန်တော်ဒီလွယ်အိတ်တို့ဖက်နက်တို့လုပ်ဖို့အတွက်ဒါတားဖောက်ပြီးတော့ဒါတစ်ချိန်ကြာလို့ရှိရင်တက်ပြီးတော့အရေကုန်နှွာပြီးတော့ဒီလိုလွယ်အိတ်တို့ဖက်နက်တို့လုပ်ပစ်လိုက်တယ်ဒီမှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးဗျာအဲ့အတွက်ကြောင့်ဒါလူတော်တော်လာစေခြင်းတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီဗီဒီယိုကြည့်နေရဆိုလို့ရှိရင်လဲဒီတာဂီတာမိချောင်းကန်ကိုကျွန်တော်အခုဒီdescription မှာကျွန်တော် link လေးချပေးရမယ်ဆိုတော့လာဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းတယ်ဆိုတော့ကျွန်တော်လောလောဆယ်အစာကျွေးဖို့လုပ်လိုက်အောင်မယ်ပေါ့နော်ဆိုတော့ဒါကတော့အခုဘယ်လောက်လဲတစ်ခွဲ okay ဒီဟာတစ်ခွဲဆိုတော့ကျွန်တော်ဒီဟာအရင်ယူသွားလိုက်မယ်ခုနကလည်းကျွန်တော်နည်းနည်းတော့ချွေးယူပါပြီဆိုတော့ကျွန်တော်တစ်ချက်လောက်ဖတ်ကြည့်ကြမယ် let's go Okay ဒီကောင်စားမလိုက်တစ်ချက်လောက် Oh my god oh ho ho whoa bro တော်တော်လေးဒီကောင်နေဘိုက်စားနေရပေါ့နော်
ဒါဆိုလို့ရှိရင်ဒါအမလေးပေါ့နော်ဝိုးမှချတော့မယ်မကြည့်ကျွန်တော်တို့မိချောင်းတွေကိုအစာကျွေးနေတဲ့အချိန်မှာပဲမိချောင်းတွေရဲ့မိတ်လိုက်နေတဲ့ behavior တွေကိုလည်းကျွန်တော်တို့တွေ့ခဲ့ပါသေးတယ်မိချောင်းကိုပဲအဓိကထားပြီးရိုက်လိုက်ပေါ့နော်ဒီမှာမြင်ရတဲ့အတိုင်းပဲအထီးနဲ့အမကဒီမှာအထီးကအကောင်ကြီးတယ်ပေါ့နော်အမကအကောင်ညှက်တယ်မြင်ရတဲ့အတိုင်းပဲပေါ့နော်ဟိုမှာဒီအမကိုချုပ်ဒါမြင်ရခဲ့တယ်ပေါ့နော်ဒီလိုမျိုးအနေထားမျိုးဒါတော်တော်လေးကိုမြင်ရခဲ့တယ်ကျွန်တော်မိချောင်းကန်လာတိုင်းအောင်ဒီလိုမျိုးမြင်ရဟိုမလွယ်ဘူးပေါ့နော်သတိထားမိရတဲ့လောက်ကပေါ့နော်ဒီကောင်တွေကအဲ့လိုဒီကောင်နဲ့ဒီကောင်အထီးနဲ့မှမိတ်လိုက်နေရဆိုလို့ချင်းကျန်တဲ့အထီးနဲ့အမတွေကနည်းနည်းမိတ်လိုက်နေတာဟိုဖြတ်ဖို့လို့သိရမလားသူတို့အဲ့နေရာမှာသူတို့ဝင်ခြင်းတယ်လို့အဲ့လိုမျိုးပုံစံဖြတ်ကြတာကိုကျွန်တော်သတိထားမိရပေါ့နော်မဟုတ်ဟိုမှာမြင်ရတဲ့အတိုင်းပဲပေါ့နော်အမကိုဖယ်ပေးလိုက်ပြီဘာလို့လဲဆိုတော့ဟိုမှာကြည့်မချတော့မယ်စီအထီးနှစ်ကောင်မတည့်တာပေါ့နော်အဲ့တော့ဒီကောင်ကဒီနေရာကိုပိုင်နေဆိုတဲ့သဘောမျိုးပေါ့နော်ဒါ alpha လိုမျိုးပေါ့ဗျာခွေးမှပြောရမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပုံစံမျိုးဒီမိချောင်းတွေကဘယ်ကလာတာလဲပေါ့နော်ဆိုတော့ဒီမိချောင်းတွေကတော့ဒီအပေါက်အစအဆုံးอ่ะပေါ့နော်ဟိုးနောက်မှာမြင်ရမယ်ဆိုလို့ရှင်တော့ဒါဒီကောင်တွေရဲ့ဒါ breeding လုပ်တဲ့နေရာပေါ့နော်ဆိုတော့ဒီမှာဒီကောင်တွေမိတ်လိုက်တယ်ကန်ဆိုလို့ရှင်လဲဒီကောင်တွေကဒါ၄ကန်တောင်ရှိရပေါ့နော်ဒါမြေကန်ပြီးလို့ရှင်အင်္ဂရိကန်ဆိုလို့ရှင်လဲ2ခုတောင်ရှိရပေါ့နော်ဆိုတော့ဒီကန်တွေမှာတော့စုစုပေါင်းအကောင်ကြီး900ကျော်ရှိရလို့သိရတယ်အထီးရောအမရောပေါ့နော်ဆိုတော့စတာဒီမှာစတယ်ဗျာဒီမှာမိတ်လိုက်တယ်အထီးနဲ့အမမိတ်လိုက်တယ်ခုနကဆိုလို့ရှင်လဲကျွန်တော်တွေးလိုက်သေးတယ်ဒီမှာအထီးနဲ့အမမိတ်လိုက်နေတာပေါ့နော်အထီးတွေဆိုလို့ရှင်လဲတကောင်နဲ့တကောင် compete လုပ်တယ်ဒါတဘာဝအတိုင်းထားတာပေါ့နော်တော်တော်များများတချို့ထင်ကြတာကြတော့ရေကဟိုဒီကောင်တွေခေါင်းတောင်ပေါ်နေရပေါ့နော်ရေတင်လေးပေါ့နော်ဒါပေမဲ့ဒီဟာဒီအတက်အကျပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒီတဘာဝမှာလို့ဗျာဒီကောင်တွေကတဘာဝမှာဆိုလို့ရှိရင်ဗျာကျွန်တော်တို့ဒါမိမလာကျွန်းတို့ဘာတို့ဘက်မှာတွေ့ရတဲ့အမျိုးအစားပေါ့နော်သေချာပြန်စဉ်းစားကြည့်လိုက်လို့ရှိရင်ဒါကျွန်တော်တို့မြန်မာနိုင်ငံဒါအမွေအနှစ်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒါကဘာပေါ်မှာကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီလိုမျိုးကဘာအကြီးဆုံးတော်တော်တစ်မျိုးရှိနေရဲဆိုတာဒါဂုဏ်ယူစရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီရွာသားတွေဘက်ကကြည့်လို့ရှိရင်လဲပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးဒီမိချောင်းတွေကကျွန်တော်တို့ရွာလူတွေကိုလာပြီးတော့စားကြတယ်ဘာညာဆိုတာကရွာသားတွေဘက်ကကြည့်လို့ရှိရင်လဲကျွန်တော်နားလဲပါတယ်ကိုမိသားစုဆုံးရှုံးရတော့ပေါ့နော်ဒါဝမ်းနေတဲ့သူတွေရှိကြတယ်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လဲပေါ့နော်ကျွန်တော်တို့ရဲ့လူတွေကသာဒီကောင်တွေရဲ့ဒီစကြက်မြေတွေဖြစ်တဲ့ဒီညချောင်းအင်းရိုင်တွေမှာအိမ်ကြီးသွားဆောက်ပြီးနေကြတာပေါ့နော်ဒီကောင်တွေကိုအပြောင်ရှင်းလိုက်လို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါသူတို့ရဲ့စကြက်မြေဖြစ်တယ်အဲ့စကြက်မြေကိုပဲကျွန်တော်တို့ကလူတွေကပို့ပြီးနေလာကြတယ်သူတို့ရဲ့စားတဲ့အစာဖြစ်တဲ့ညှက်တွေဘာတွေရှိတဲ့တစ်ပင်တွေတစ်တော်တွေကိုကျွန်တော်တို့ကရှင်းကြတာဖြစ်တဲ့အတွက်ကြောင့်ဒီကောင်တွေစားတဲ့အစာရှားလာတာဖြစ်တဲ့အတွက်ကြောင့်လူတွေကိုသူတို့ကပြောင်းပြီးတော့အမဲလိုက်လာတာမျိုးတွေရှိလာတယ်ပေါ့နော်ဒီမိမလာကျွန်းတို့ဘာတို့ဘက်မှာပေါ့နော်ကျွန်တော်တို့ဒီမိမလာကျွန်းအကြောင်းကိုမပြောခင်မှာမြန်မာနိုင်ငံမှာတွေ့ရှိခဲ့ရတဲ့မိချောင်းမျိုးစိတ်၄မျိုးကိုလည်းဒီနေရာမှာတစ်ခါတည်းရှင်းပြသွားပေးချင်ပါတယ်ဒီ၄မျိုးကတော့ကျွန်တော်တို့ salt water crocodile လို့ခေါ်တဲ့ရေငယ်မိချောင်း Siamese crocodile လို့ခေါ်တဲ့ထိုင်းမိချောင်း Mugger crocodile လို့ခေါ်တဲ့ Mugger မိချောင်းနဲ့ကျွန်တော်တို့ Indian gharial တို့ပဲဖြစ်ကြပါတယ်ရေငယ်မိချောင်းတွေကိုတော့ကျွန်တော်တို့ရေယူရေငယ်အဆက်ဒီရေတော်တွေရှိကြတဲ့အေယာဝတီတိုင်းရခိုင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာကျွန်တော်တို့အများဆုံးတွေ့ရှိရပါတယ်နောက်တစ်ခါ Siamese crocodile လို့ခေါ်တဲ့ထိုင်းမိချောင်းတွေကိုတော့ကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်ဒေသတွေဖြစ်ကြတဲ့ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာတွေ့ရှိခဲ့ရတဲ့မှတ်တမ်းတွေရှိပါတယ် Mugger crocodile လို့ခေါ်တဲ့ဒီ Mugger မိချောင်းတွေကတော့တစ်ချိန်ကကျွန်တော်တို့မြန်မာနိုင်ငံမှာမှတ်တမ်းတွေရှိခဲ့ပေမဲ့အခုအချိန်မှာတော့ကျွန်တော်တို့မှတ်တမ်းအသစ်တွေမရရှိရတဲ့အတွက်ကြောင့်ဒီမျိုးစိတ်ကဒါမြန်မာနိုင်ငံမှာမျိုးတုံးမှုအနေနဲ့ရင်ဆိုင်နေရတယ်လို့ဒါသုံးသပ်လို့ရပါတယ်နောက်ဆုံးအနေနဲ့မြန်မာနိုင်ငံမှာတွေ့ရှိခဲ့ရတဲ့မိချောင်းမျိုးစိတ်ကတော့ဒီ Indian gharial လို့ခေါ်တဲ့အလွန်ထူးခြားတဲ့နှုတ်သီးရှိတဲ့မိချောင်းမျိုးစိတ်ဖြစ်ပါတယ်သူတို့ကိုတော့တစ်ချိန်ကမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံမှာအမြောက်များတွေ့ရှိခဲ့ရပြီးတော့ယခုအချိန်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလုံးဝမျိုးတုံးသွားပြီလို့တောင်သတ်မှတ်ထားကြပြီးတော့ကျွန်တော်တို့အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်လည်းဒါမျိုးတုံးမှုအနေနဲ့ကြုံတွေ့နေရတဲ့မျိုးစိတ်ပဲဖြစ်ပါတယ်ယခုပြောပြသွားတဲ့၄မျိုးတွေကမှကျွန်တော်တို့ကမ္ဘာအကြီးဆုံးမိချောင်းမျိုးစိတ်ဖြစ်တဲ့ဒီရေငယ်မိချောင်းတွေကိုကျွန်တော်တို့တစ်တော်ဝင်ကြီးဌာနအနေနဲ့ပြင်းပြင်းထန်ထန်ကာကွယ်ပြီးနေတဲ့တခုတည်းသောအမျိုးသားဥယျာဉ်ကတော့ဒါအေယာဝတီတိုင်းဘိုကလေးမြို့မှာရှိတဲ့ဒီမိမလာကျွန်းအမျိုးသားဥယျာဉ်ပဲဖြစ်ပါတယ်ကျွန်တော်တို့သူတည်တနာတွေအရာဒီဒေသမှာနှစ်စဉ်မိချောင်းကိုက်ခံရတဲ့မတော်တဆမှုတွေရှိပြီးတော့ဒီလိုမျိုးဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့အမျိုးသားဥယျာဉ်တွေကဒီတော်တွေကိုတရားမဝင်တစ်ခုတ်ခြင်းကြောင့်ပဲဖြစ်ပါတယ်ဒီလိုမျိုးအမျိုးသားဥယျာဉ်တွေကတစ်ပင်တွေကိုတရားမဝင်ခိုးထုတ်ခြင်းကဒီတစ်ပင်တွေကိုမိခိုနေထိုင်နေတဲ့သတ္တဝါငယ်လေးတွေဖြစ်ကြတဲ့ကျွန်တော်တို့မြောက်တီငှက်တီနဲ့ဒီတောဝက်တွေကိုရှားပါသွားစေပါတယ်အဲ့ဒီအခါမှာတော့မိချောင်းတွေစားနေကြအစားအစာတွေဖြစ်ကြတဲ့ဒီသတ္တဝါငယ်လေးတွေမရှိတော့တဲ့အတွက်ကြောင့်သူတို့ဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့လူသားတွေမွေးထားကြတဲ့ဝက်တီကြက်တီနဲ့ကျွန်တော်တို့ခွေးတွေအပြင်လူသားတွေကိုပါစပြီးတော့အမဲလိုက်လာကြပါတော့တယ်ဆိုတော့ဒီမိချောင်းနဲ့လူကြားကပြဿနာကိုဖြေရှင်းနိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့ဒီတစ်တော်တွေကိုကျွန်တော်တို့မပြတ်စည်းအောင်ကာကွယ်ရမှာပဲဖြစ်ပါတယ်
ဟေးဆိုတော့မီချောင်းလေးအစာကျွေးနေပေါ့နော်ကျွန်တော်ဒီမီချောင်းနဲ့ကျွန်တော်လူနဲ့ကြားတဲ့နာမည်ကြီးကိစ္စတခုကျွန်တော်ပြောပြစရာရှိတယ်ကျွန်တော်တို့ရဲ့ဒီသမိုင်းဝင်ပေါ့ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဂျပန်ခေတ်လောက်ကပေါ့ဗျာကျွန်တော်တို့ဒီရန်ပြဲကျွန်းဆိုတာရှိတယ်ရန်ပြဲကျွန်းမှာတစ်ချိန်ကဒီကောင်တွေရှိတယ်ပေါ့နော်အခုလည်းရှိသေးတယ်ဒါပေမဲ့အရင်လောက်တော့မများဘူးထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကမ္ဘာပေါ်မှာ Memory Island Massacre ဆိုတာဒါမြန်မာနိုင်ငံမှာဖြစ်သွားတာပေါ့နော်ဘာလဲဆိုလို့ရှင်တော့ဒီမီချောင်းနဲ့မီချောင်းနေမဟုတ်ကျွန်တော်ဒီလူနဲ့တလိမ့်ဆန်ကြားတဲ့တညထဲမှာဒါလူသေးမှုအများဆုံးပေါ့နော်ဒါမြန်မာနိုင်ငံမှာဖြစ်သွားတာပေါ့နော်ဒါပေမဲ့ဘာကြောင့်လဲဆိုတာကျွန်တော်တစ်ချက်ရှင်းပြမယ်ဟိုတမိုင်းတော့ကျွန်တော်အရင်မသိဘူးเนาะဒါကျွန်တော်သိရတဲ့လောက်ပြောပြတာဆိုတော့ဒီ Memory Island Massacre ဆိုတာပေါ့နော်ကျွန်တော်တို့ဒီရန်ပြဲကျွန်းမှာတစ်ချိန်တော့ဒီဂျပန်နေရှိရောဗျာအဲ့ချိန်မှာသူတို့ကအဲ့နေရာကိုအုပ်ဆိုးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမီချောင်းတွေကသူတို့ရဲ့ဒီသူတို့စားတဲ့ဒီငှက်တို့ဘာတို့လူတွေကအမဲလိုက်ကြတော့ဗျာမီချောင်းတွေမှာစားစရာဆိုတာမရှိတော့ဘူးအဲ့ချိန်မှာစစ်တွေပါဖြစ်တယ်ပေါ့ဗျာအဲ့လိုဖြစ်တဲ့အချိန်မှာအဲ့ဂျပန်စစ်သားတွေကဒီ mangrove တောတွေထဲဝင်ပြေးတယ်ဒီတောတွေထဲဝင်ပြေးတယ်အဲ့ပြေးတဲ့အချိန်မှာဂျပန်စစ်သားပေါ့နော်ခံမှန်းကြည့်ရတော့အယောက်1000လောက်တော့ပြောတယ်ပေါ့နော်မိချောင်းစားခြင်းကိုခံရတယ်ပေါ့နော်ဆိုတော့ဒါဗဇက်ရာဇဝင်မဟုတ်ဘူးဒါတကယ်ဖြစ်သွားတဲ့အရာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတကယ်လူအယောက်1000လောက်ဟိုအသက်ခံရလို့ဒါမိချောင်းတွေကဒါမကောင်းတဲ့သတ္တဝါတွေလားဒါဟိုကောက်ကျစ်တဲ့သတ္တဝါတွေလားဆိုလို့ရှိရင်အဲ့လိုလည်းမဟုတ်ဘူးပေါ့နော်သူတို့စားစရာအစာရှိလို့ရှိရင်လူကဒါစားစရာအဖြစ်ဒီကောင်တွေကတတ်မှတ်တတ်တဲ့သတ္တဝါမဟုတ်ဘူးပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ရုပ်ရှင်တွေထဲမှာဆိုလို့ရှိရင်မိချောင်းတွေကဒါမကောင်းတဲ့သတ္တဝါကြီးတွေလို့လူအနေနဲ့တော့ပြုတ်နိုင်တယ်ဗျာတကယ်ဥမာကျွန်တော်အခုဒီထဲဝင်ကူးမယ်ဆိုလို့ရှိရင်ဒါကျွန်တော်နှုတ်တိုက်တဲ့တော်ဖြစ်တယ်ကျွန်တော် site ကဒါ web တစ်ကောင်လောက်ပဲရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါအစာထင်ပြီးတော့ဆွဲနိုင်တယ်ဒါပေမဲ့တကယ်ဒါမကောင်းတဲ့တော်ဝါးလားဆိုလို့ရှင်တော့မဟုတ်ဘူးပေါ့နော်သူတို့လည်းသူတို့ဘဝနဲ့သူတို့ဒါကျွန်တော်တို့ခုနပြောလို့ပဲကျွန်တော်တို့ဒီမိမနာကျုံးမှာဆိုလို့ရှင်ဒီကောင်တွေကိုဒါလူတွေတော်တော်များမုန်းကြတယ်ဒါပေမဲ့တကယ်ပြန်တွေးကြည့်လိုက်လို့ရှင်တစ်ချိန်ကဒါဒီကောင်တွေရဲ့စကြက်မြေတွေဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လူသားတွေမလာနေခင်ကတည်းကဟိုပဲပေါ့နော်ကျွန်တော်အခုဒီမှာဒီကောင်တွေ breeding လုပ်တဲ့နေရာကိုပြပေးမယ်ပေါ့နော်ဆိုတော့ဒါကတော့ဒါ open area ပေါ့နော်ဒါအပြင်လူတွေသွားလာလို့ရတဲ့နေရာဒါပေမဲ့ဒီကောင်တွေဒီမှာမိတ်လိုက်ပြီးလို့ရှင်ဒီကန်ထဲမှာမိတ်လိုက်ပြီးလို့ရှင်သူတို့ဥတဲ့နေရာရှိရကျွန်တော်အထဲတော့ဝင်လို့မရဘူးဒါပေမဲ့အပေါ်ကနေတစ်ချက်ပြပေးမယ်ပေါ့နော်ဆိုတော့အဲ့နေရာကတော့ဒါ staff တွေပဲဝင်လို့ရတယ်ဒီကောင်တွေဒီမိတ်လိုက်ရသည်ပြီးလို့ရှင်ဥမယ်ပေါ့နော်အဲ့ထဲမှာတစ်ချက်လောက်သွားကြည့်မယ် let's go okay ဆိုတော့ဒီဘက်မှာတော့မြင်ရတဲ့အတိုင်းပဲပေါ့နော်ဟိုဘက်ကိုတစ်ချက်လောက်လက်ပြလိုက်ဆိုတော့ဒီဘက်မှာတော့မြင်ရတဲ့အတိုင်းပဲဒီမှာဒါဟိုးထဲမှာဆိုတော့မီချောင်းတစ်ကောင်လှဲနေရပေါ့နော်ဆိုတော့ဒါကတော့ဒါလူဝင်လို့မရတဲ့ဒါသူတို့ဒါ breeding လုပ်တဲ့နေရာပေါ့နော်ဆိုတော့အဲ့ထဲမှာဒီကောင်တွေတားပေါက်တယ်ဒီထဲမှာမိတ်လိုက်တယ်ဒီထဲမှာသူတို့ဥချတယ်ဥချပြီးတော့ဒီဝန်ထမ်းနေရာဆိုလို့ရှိရင်ဒီဥတွေကိုတည်ပြီးတော့သူတို့ incubator တွေရှိရဒီဥဖောက်တဲ့စခန်းတွေပေါ့နော်အဲ့တဲကိုသွားပြီးတော့ဥဖောက်တယ်ဖောက်ပြီးမှသာလျှင်သူတို့အရွယ်အလိုက်ပေါ့နော်ကန်ဒီခွဲပြီးတော့အကြီးဆုံးဖြစ်လာပြီဆိုလို့ရှိရင်ဒီထဲပြန်လှုပ်တယ်ပေါ့နော်အဲ့နီးနဲ့ဒါ conservation ကိုတော်တော်လေးအထောက်အကူပြုနေတဲ့နေရာတနေရာဖြစ်တယ်ပေါ့နော် okay ဆိုတော့ဒါကတော့ဒါတို့ရဲ့ဥပေါက်တဲ့နေရာဖြစ်ပါတယ်ကဲ okay ဆိုတော့ဒီမှာနောက်တစ်ပုံးပေါ့နော်မလောက်လို့မိချောင်းကတော်တော်များတယ်ဆိုတော့ဒီမှာနောက်တစ်ပုံးထပ်ကျွေးမယ်အဲ့တော့ဒီမှာဒီတစ်ခေါက်ကတော့ဒီမှာအိုးကုန်းမော်ပဲချပေးလိုက်ပြီပေါ့နော်အဲ့ဒါမှလာကြပြီအကုန်လုံးကဒါ salt water crocodile တွေပေါ့နော်ဒါရေငန်မိချောင်းပေါ့နော်အမားတွေရောအထီးတွေရောအစုံပဲဆိုတော့ဒီနေရာတော်တော်လေးကို educational အရာပြောရမယ်ဆိုလို့ရှိရင်လည်းဒါတော်တော်လေးကောင်းတဲ့နေရာတနေရာဖြစ်တယ်ဒါကျွန်တော်ကဒီကောင်တွေအကြောင်းသိနေသေးလို့ပေါ့နော်နောက်မို့ဆိုလို့ရှိရင်တော့ဒါကလေးလူငယ်တွေပါမယ်ဆိုလို့ရှိရင်တော့ဒါဒီမှာ like ရှင်းပြပေးမဲ့လူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါလာဖို့ဖိတ်ခေါ်ပါတယ်ဆိုတော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအကြီးတွေကြီးပြီးသွားပြီပေါ့နော်အကြီးတွေကြီးပြီးသွားပြီဆိုလို့ရှိရင်တော့ဒါအပေါက်လေးပေါ့နော်အငယ်ကောင်လေးကျွန်တော်တို့တစ်ချက်လောက်သွားကြည့်ကြမယ်ဆိုတော့ let's goခုနကကျွန်တော်တို့ကြည့်ခဲ့တာတော့ဒီမှာအကောင်အကြီးတွေပေါ့နော်အကြီးတွေဒီမှာမြေကန်ဟိုးဘက်မှာမြေကန်ဒါကတော့အင်္ဂလိပ်ကန်ဒါရေဂျိုပေါ့နော်ရေဂျိုပြီးလို့ရှိရင်ဒါကတော့ဒီမှာမြင်ရတဲ့အတိုင်းပဲပေါ့နော်အနောက်မှာမြင်ရတဲ့အတိုင်းပဲဒါကတော့ဒါဟိုဘက်အထိမရောက်ခင်ဒါမဒန်းဆိုင်လို့ပြောလို့ရရပေါ့နော်အဲ့ကောင်လေးထားတဲ့နေရာဒီမှာကန်ကဒီဘက်ကနေဒီအနောက်ထိပေါ့နော်ဆိုတော့အကန်အရှည်လေးပေါ့နော်ဆိုတော့ဒီဟာပြီးလို့ရှိရင်ဒီ stage ပြီးလို့ရှိရင်တော့ဒီကန်ထဲကိုသူတို့လာ join ကြရတယ်ပေါ့နော်ဆိုတော့ဒီကောင်လေးတော့ဒါကျွန်တော်တို့အသေးစိတ်မပြပေးတော့ဘူးဘာလို့လဲဆိုတော့အမျိုးအစားလဲတူတူပဲဆိုတော့ပေါ့နော်တိတ်မသေးတဲ့ကြောင့်အဲ့တော့ကျွန်တော်တို့လောလောဆယ်ဒါကျွန်တော်တို့ဒါအကောင်အသေးလေးတွေပေါ့နော် PC လေးကျွန်တော်တို့သွားကြည့်ကြမယ်ဆိုတော့ let's go okay ဆိုတော့ကျွန်တော်တို့နည်းနည်းတော့မှောင်နေပြီပေါ့နော်ဆိုတော့ဒါပေမဲ့ဒီမှာမြင်ရတဲ့အတိုင်းပဲဒါအနောက်မှာတော့ဒါကျွန်တော်တို့ဒါ educational ambassador တွေထားတဲ့အခန်းပေါ့နော်ဒါ3កောင်လောက်တော့ရှိရပြောတယ် educational ambassador ဆိုတာကတော့ဒီလိုမျိုးဒီပတ်ဝန်းကျင်ကိုဒီအသိပညာဝေမျှပေးဖို့နေရာမှာသုံးတဲ့အပေါက်လေး3កောင်ထားတဲ့နေရာပေါ့နော်အပေါက်လေးတွေအများကြီးကတော့ဟိုဘက်မှာရှိတယ်ဒါပေမဲ့ဒီ3កောင်ကတော့ဒါသူတို့ selection ရွေးတာပေါ့နော်ဒီလိုလူကင်တွယ်လို့ရတဲ့3កောင်ပေါ့နော်ဆိုတော့တစ်ချက်လောက်ကျွန်တော်တို့ကင်ကြည့်ကြမယ်ပြီးတော့မှကျွန်တော်ဒီကောင်တွေအကြောင်းအသေးစိတ်ပြန်ပြောပြမယ်ပေါ့နော် okay ဆိုတော့ဒီမှာ okay
ဆိုတော့ဒါကတော့ဒါ saltwater crocodile ပေါ့နော်ဟိုအကြီးတွေလိုပဲဒါမျိုးစိတ်အတူတူပဲပေါ့နော်ဒါမဲ့ဒါကတော့အသေးလေးပေါ့နော်ဆိုတော့ဒီကောင်ကိုင်းရမယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့သတိထားရတယ်ဒီကောင်နည်းနည်း strong ဖြစ်လို့ပေါ့နော်ဆိုတော့ဒါကတော့နည်းနည်း fail ဖြစ်တဲ့ individual ပေါ့နော်နည်းနည်းအယောင်ဖြော့တယ်ပေါ့နော်၃ကောင်ရှိတယ်တခြား2ကောင်ကတော့နည်းနည်းလေးအယောင်ပူရင်းတယ်ဒီကောင်လေးကတော့ပူပြီးတော့ကျွန်တော်ပူကြိုက်တယ်ပေါ့နော်ဆိုတော့ဒီကောင်ဒီမှာဒီမျက်လုံးမှာပေါ့နော် eyelid က2ခုရှိရပေါ့နော်ဒါကတော့ဒါကုန်းဝမှာနေလို့ရှိရင်ကတော့တာမန်ကျွန်တော်တို့မြင်နေကြလိုမျိုးမျက်လုံးဒါမဲ့ကျွန်တော်တို့ရေအောက်ထဲမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဟိုမျက်မှန်လိုမျိုးပဲတက်လို့ရတဲ့အဲ့လိုမျိုး layer တစ်ခုပါသေးတယ်ဆိုတော့တော်တော်လေးမိုက်တယ်ပေါ့နော်ဒီကောင်ဒီမှာအထီးမကတော့ဟိုမိချောင်းအထီးမဘယ်လိုခွဲရလဲပေါ့နော်ဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့ဒီအထဲကဒီ hemi bean ကိုဒီလက်နဲ့နှိုက်ပြီးမှသာသိရတယ်ဒါကတော့ဒါကျွန်တော်ကတော့အဲ့ level မဟုတ်တဲ့အတွက်ကြောင့်ဘယ်လိုခွဲရလဲအထိတော့ကျွန်တော်မပြောပြနိုင်ဘူးဘာလို့လဲဆိုတော့ဒီက pro အကိုတွေကတော့ဒါပြောပြနိုင်တယ်ပေါ့နော်ဘယ်လိုမျိုးလက်အထဲထဲလို့ရှိရင်အထီးဆိုဘယ်လိုအမဆိုဘယ်လိုပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးတစ်ခါမဆန့်ဘူးပေါ့နော်ဆိုတော့တစ်ခုထပ်ပြောပြချင်တာပေါ့နော်မိချောင်းကဒီကောင်ကပြောရမယ်ဆိုလို့ရှိရင်တော်တော်များများထင်ကြတာဒီယာကြီးကလုံးဝမာတောက်နေမယ်ဟလာလုံးဝဟိုတန်ချက်ကလိုမျိုးထင်တယ်ဒါပေမဲ့တေချာကန်ကြည့်ရမယ်ဆိုလို့ရှိရင်ပေါ့နော် rubber တုံးလေးတွေလိုပဲဒီကောင်လေးကပျော့လေးဖြစ်တယ်ဒါအပေါက်လေးမို့လို့ဒီလိုဖြစ်တာလည်းမဟုတ်ဘူးပေါ့နော်ဒီအကောင်ကြီးတွေမှာလည်းအဲ့လိုမျိုးပဲပေါ့နော်ဆိုတော့ကျွန်တော်တို့for example ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်မွေတို့ပါတော့ပေါ့နော်မွေတို့ပါတော့မှာဆိုလို့ရှိရင်ကျွန်တော်နားမပါဘူး external ear မပါဘူးပေါ့နော်ဒါပေမဲ့ဒီကောင်တွေမှာတော့ပါတယ်ပေါ့နော်ဒါတော့သူတို့ရဲ့နားဖြစ်တယ်ပေါ့နော်ဆိုတော့တော်တော်မိုက်တယ်ဒါကျွန်တော်ရဲ့ first time တော့မဟုတ်ဘူးဒါပေမဲ့ဒီကောင်ကတော့ပူကြီးမဲ့ထင်တယ်ကျွန်တော်ငငယ်ကကင်တဲ့ကောင်ထက်ပေါ့နော်အပေါက်လေးထက်ဒီကောင်ကပူကြီးတဲ့အပေါက်လေးဖြစ်တယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်တို့ဒီတာဂီတာမိချောင်းကန်ကိုတော့လာလဲဖို့အတွက်ကျွန်တော်ဒီကနေပဲဖိတ်ခေါ်ပေးလိုက်တယ်ဘာလို့လဲဆိုတော့ဒါတော်တော်လေးမြန်မာနိုင်ငံမှာရောဒီရန်ကုန်မြို့မှာရောတော်တော်လေးမိုက်တဲ့ဒါ conservation ဒီမိချောင်းတွေအတွက်ဒါတော်တော်ကောင်းတဲ့ဒါ conservation center တခုဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကဒါမျိုးပြင်လည်းမဟုတ်ဘူးဗျာတာဂီတာဆိုတာဒါမျိုးတဲပဲဆိုတော့လာဖို့ဒါဖိတ်ခေါ်ပေးခြင်းနဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီလိပ်စာတို့ဘာတို့ပေါ့နော်ဒီဟာကိုတော့ကျွန်တော်ဒီ link description မှာကျွန်တော်ထည့်ပေးထားမယ်ပေါ့နော်ဆိုတော့ဒီတစ်ခါတော့လောက်ပဲပေါ့နော်နောက် video မှာပြန်တွေ့ကြမယ်ဆိုတော့ peace out